ဆက်တဲ့အစားအစာတွေစားနေတဲ့၍ဘိုင်းနာနေအောင်မှာပဲဒါလေးကိုအတူတူရေးကြည့်ကြရအောင်ဆက်တဲ့အစားအစာက spicy food စားတာက eat ဒီနေရာမှာကိုရေးချင်တာကစားနေတဲ့၍လုံနေတဲ့၍အဲ့ဒီတဲ့၍ဆိုလို့ရှိရင် as long as ဒီစကားစုလေးကိုသုံးလို့ရတယ် as long as သူ့ရဲ့အဓိပ္ပာယ်ကတဲ့၍သမျှဒီဟာကိုလုံနေတဲ့၍ဒီအရာကိုလုံနေသမျှဒီလိုဖြစ်နေအောင်မှာပဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် as long as ကိုသုံးလို့ရတယ်ဘိုင်းနာတာက have a stomach ache ဒါလေးကိုဝကြတကြောင်ဖြစ်အောင်အတူရေးကြမယ်ဆက်တဲ့အစားအစာတွေစားနေတဲ့၍ဒါလေးကိုအရင်ရေးမယ် as long as you eat spicy food in ဆက်တဲ့အစားအစာတွေစားနေတဲ့၍ကောမဒါကတပိုင်းဘိုင်းနာနေအောင်မှာပဲ in ဘိုင်းနာနေအောင်မှာပဲလို့ပြောချင်တယ်ဆိုရင် you will have a stomach ache as long as you eat spicy food you will have a stomach ache ဆက်တဲ့အစားအစာတွေစားနေတဲ့၍ဘိုင်းနာနေအောင်မှာပဲတနည်းအားဖြင့်ဆက်တဲ့အစားအစာတွေစားနေသမျှဘိုင်းနာနေအောင်မှာပဲကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye